ဒီလိုပိုင်းလေးကတော့2026ခုနှစ်ဩဂုတ်လ19ရက်နေ့ကဗဟိုအာဖရိကသမ္မတနိုင်ငံအနောက်ပိုင်းရွာတွေမှာဖြစ်ပွားသွားတဲ့ဖြစ်ရည်ဖြစ်ပါတယ်ဒီမိုင်းလေးပြိုကျမှုကြောင့်မလို့ဒေသခံရွာသားတွေ100ကျော်လောက်ကအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဒီဖြစ်ပွားခဲ့တဲ့ဗဟိုအာဖရိကသမ္မတနိုင်ငံဟာအာဖရိကအလယ်ပိုင်းမှာရှိတဲ့နိုင်ငံရေးတစ်ခုဖြစ်ပြီးတော့တယံဇာတတွေကျွယ်ဝပေမဲ့ဆင်းရဲနွမ်းပါမှုနဲ့လုံခြုံရေးပြဿနာတွေရှိနေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်ကျေးလက်ဒေသကလူများစုကစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ဒီတပ်ထုတူဖွဲ့ရေးလုပ်ငန်းတွေကိုအသက်မွေးဝမ်းကြောင်းဖြစ်အလုပ်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်ဒီမိုင်းတွေဟာကုမ္ပဏီကြီးတွေနဲ့စနစ်တကျလုပ်ကိုင်တဲ့မိုင်းတွေကြီးမဟုတ်ပါဘူးဒေသခံတွေကကိုယ်တိုင်လုပ်ကိုင်တဲ့လက်လုံရွှေမိုင်းငယ်တစ်ခုသာဖြစ်ပါတယ်ဒီလိုလက်လုံမိုင်းတွေမှာလှုပ်လှုပ်နေကြတဲ့သူတွေကတော့အများအပြားဒေသခံဆင်းရဲနွမ်းပါတဲ့သူတွေပဲဖြစ်ပါတယ်ဒီလုပ်ငန်းတွေရဲ့အရေးကြီးဆုံးပြဿနာကတော့လုံခြုံရေးအားနည်းဆုံးပဲဖြစ်ပါတယ်မြေအောက်ဥမင်တိဆောက်မှုမြေသားအခြေအနေစစ်ဆေးမှုအရေးပေါ်ကယ်ဆယ်ရေးစနစ်တွေမပြည့်စုံတဲ့အတွက်ဒီလိုစနစ်တွေမရှိရကြောင်းမလို့မိုင်းတွေပြိုကျတဲ့အန္တရာယ်တွေဖြစ်ပွားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အာဖရိကနိုင်ငံချို့မှာတပ်ထုတူးဖော်ရေးလုပ်ငန်းတွေဆိုတာကဒေသခံတွေအတွက်အဓိကဝင်ငွေရတဲ့အလုပ်တစ်ခုဖြစ်ပေမဲ့တရားဝင်စနစ်နဲ့လောက်ကင်နာမှုနှဲပါတာဤပညာနဲ့အရင်အနည်းမလုံလောက်တာတွေကြောင့်အလုပ်သမားတွေရဲ့လုံခြုံရေးရဆိုရင်တော့အမြဲစိုးရိမ်နေကြပဲဖြစ်နေပါတယ်ဒီဖြစ်ရကရွှေမိုင်းငယ်တစ်ခုပြိုကျမှုတာမကဘဲနဲ့ဆင်းရဲနွမ်းပါမှုအလုပ်သမားတွေရဲ့လုံခြုံရေးနဲ့တဘာဝတရားစာသားတွေကိုအားကိုးနေရတဲ့ဒေသတွေရဲ့အခက်အခဲတွေကိုပါဖော်ပြနေတဲ့ဖြစ်ရလေးတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းဆိုတာရေးကြည့်ပါတယ်ဒါပေမဲ့ကိုယ့်အသက်ထက်လုပ်ငန်းအရေးမကြီးပါဘူးကိုယ့်ရဲ့အသက်အနေကင်းရှင်းအောင်လို့လုပ်ငန်းကိုဒုတိယနေရာမှာထားပြင်ကိုယ့်ရဲ့အသက်ကိုပထမနေရာမှာထားပြီးတော့အလုပ်လုပ်ကင်ကြဖို့အတွက်ကျွန်တော်ရဲ့ပြပရောက်ရွှေမာတွေကိုဒီနားနေပြီးဒီသတင်းနဲ့မျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်ချက်လေးကိုကျွန်တော် comment box နဲ့ရေးသွားပေးခဲ့နိုင်သလိုဒီလိုဖိုင်လေးကိုလည်းကျွန်တော်တို့ရဲ့အနေကင်းရှင်းနဲ့လုပ်ကင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြန်မာပြည်သားတွေသိအောင်လို့ share လုပ်တော့ပေးခဲ့ကြပါဦးနောက်သတင်းကြောင်းအသစ်တွေပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ